လောကမှာဒုက္ခအပေးဆုံးလို့ပြောရမယ့်တရားဟာအလုံးသိကြတဲ့အတိုင်းဓမ္မစကြာထဲမှာဒုက္ခသမုဒယဒုက္ခကိုထုတ်လုပ်ပြီးဒုက္ခကိုဖြစ်စေတဲ့တရားဟာဘာလဲလို့တဏှာပဲဖြစ်တယ်။တဏှာထဲမှာဒုက္ခရောက်အောင်လုပ်တဲ့တခုတည်းသောတရားကိုနာမည်တပ်ပြီးပြောပါဆိုလို့ရှိရင်တဏှာကိုပဲပြောရမှာဖြစ်တယ်။သူ့ရဲ့လွှမ်းမိုးမှုအောက်မှာလူတွေကပြားပြားဝတ်နေကြ။ချေးကြော်အလားတဏှာရဲ့ကြုံဘဝရောက်နေကြတယ်။သို့တော့ကိုကြုံလို့သိမသိကြဘူးကွာအရှင်သခင်လို့ထင်တယ်။မဟုတ်တဏှာခိုင်းရလို့နေကြ။တဏှာရဲ့ချေးကျွနေဖြစ်နေကြတယ်။အဲ့ဒီတဏှာဟာဘဝတွေနောက်ထပ်ဘဝတွေကိုဖန်တီးနေတာသူပဲဘဝဆိုတာဖြစ်စေတာသူပဲသူဥဆောင်ပြီးတော့လှုပ်ရှားနေတာဖြစ်တယ်မျက်စိကမြင်တဲ့အာယုံဆိုတဲ့သဘောချမျက်စိနဲ့မြင်တဲ့အာယုံသဘောချပြီးနားကအတန်ကြတော့သဘောမကျဘူးလားကိုကြပြန်တာနှာခေါင်းကအနံ့ဆိုတဲ့သဘောချပြန်တာ